ဒီမီတာတော့ကျွန်တော်အများကြီးတော့မတိုင်းပြတော့ဘူးဒါပေမဲ့ကျွန်တော်ဒီ DC current ကိုကျွန်တော်တိုင်းပြပေးမယ်ဗျ DC current တိုင်းမယ်ဆိုကျွန်တော်တို့ဒီ current ကိုရွှေ့လိုက်မယ်ရွှေ့လိုက်တော့ဒီမှာကျွန်တော် DC ဖြစ်နေရပါတော့ DC ဖြစ်နေဆို DC current တိုင်းမယ်ဆိုရင်ကျွန်တော်မတိုင်းကန်ဒီမှာဒီ RE လဲဆိုတော့ဒီ zero adjustment ခလို့ပေါ့နော်အဲ့ဒါကိုကျွန်တော်အရင်နှိပ်ဖို့လိုတယ်ဗျဘာလို့ဆိုတော့သူကဒီမှာသူက0တွေဖြစ်မနေဘူးပေါ့နော်ဒါဘာလို့ဖြစ်တာလဲဆိုတော့ဘေးနားမှာရှိရဒီတန်လိုက်ဆက်ကွင်းလေးအကြောင်းကျွန်တော်တို့အဲ့လိုဖြစ်တာပေါ့နော်ဆိုတော့ဒီဟာကိုနှိပ်မှကျွန်တော်တို့အဖြေကိုအတိအကျထွက်မယ်ပေါ့နော်ဒါကိုမနှိပ်ဘူးဆိုရင်တော့ကျွန်တော်တို့နည်းနည်းလေးလွဲချော်တာတွေပဲဖြစ်တတ်တယ်ဗျဆိုတော့ကျွန်တော်ဒါဒီ RE ခလို့နှိပ်လိုက်မယ်ဒီမှာပေါ့နော်ဒီမှာသူမငြိမ်နေဘူးဗျကျွန်တော်ဒီမှာ0ဖြစ်သွားပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီကလန့်ကိုဒီအပေါင်းကျိုးမှာပေါ့နော်အရင်စချိတ်လိုက်မယ်ဗျအဖြေအတိအကျသိကျင်တော့ဒီကျိုးကိုကျွန်တော်ဒီအကွင်းရဲ့အလယ်မှာတက်ထားပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်အဖြေကိုတော်တိတိကျကျသိမယ်ကျွန်တော်အိုးကတော့ဒါအားပြင်းနေရဲ့အနေထားဖြစ်နေတော့ဟို MB ကတော့တိတ်တက်မှာမဟုတ်ဗျဆိုတော့အနုတ်ကိုဆန်းမယ်ပေါ့နော်အနုတ်ကိုဆန်းရင်လည်းအဲ့လိုပဲဒီမှာကျွန်တော်0ဖြစ်အောင်ညာ adjust ပြန်လုပ်လိုက်